ဒီဘက်ကဆန်10ပြီ10ပြီမနေ့ကဟိုပြီးခဲ့တဲ့ဘက်ကတော့ဆန်10ပြီတယ်အခုက10ပြီဖြစ်သွားတယ်ဟိုကလေးမျိုးကဒေါ်အေးပြုံးနဲ့စင်ကာပူကအမမိုက်ခိုင်ရနေပြီးတော့သူတို့ဟိုတငယ်ချင်းနှစ်ယောက်ကနေပေါင်းပြီးတော့သူတို့ကဆန်ဒီတစ်ပတ်ဆန်ဈေးကလည်းနည်းနည်းကျသွားတယ်ပြီးခဲ့တဲ့ဘက်ကဟို4600နဲ့အခုက4000နဲ့300ပြီးတော့အခုဆန်10ပြီသူကပေးတာ4600ပေးတယ်သူကပိုတဲ့ပတ်စံလေးအခုကပိုတာပေါ့3000ပိုတယ်3000ပိုတာကိုသူကတော့အဲ့ပေါ်ငပီလေးစားလေးတဲ့ဝယ်ပေးပါဆိုအခုအချိန်ကလည်းမမီဘူးဝယ်ဖို့ကလည်းအချိန်မမီလို့ဆန်လေးပဲဝယ်ထားပေးတယ်4000 3000ကိုအဲ့ကျန်တဲ့3000ကိုတော့မနေ့ကကြာလို့ရှိရင်ဝယ်ပေးမယ်နော်ကဲအဲ့ဒါဆိုအလူရှင်လေးကိုလည်းနည်းနည်းဖြစ်ပေးပါအောင်ဆူတောင်းပေးပါအောင်ဆန်ဝယ်ပေးရတဲ့အတွက်ကျမ်းမာပါရေးဆန္ဒပါတကယ်ပြေးခဲ့ပါစီဘုရားသာတော်မှာကြည့်ပါလေဒီတော့မှကျွန်တော်ညနေလေးပုတ်ပြီးပြပါတယ်ဒီနေ့မကဟိုနိုင်တန်းနိုင်ပါစေလို့ဆူတောင်းပါတယ်